အခုမလက်တင်ကန်သာ 1.3 မှာဆိုလို့ရှိရင်ဒီ wasp လို့ခေါ်တဲ့ဒီအရေးကြီးတဲ့နေရာလေးအကြောင်းကိုအသေးစိတ်လေ့လာသွားပါမယ်အဲ့အတွက်တို့ကဒီ command window မှာ h ဆိုတဲ့ variable တစ်ခုကိုတန်ဖိုး45လို့သတ်မှတ်လိုက်မယ်ဆိုလို့ရှိရင်ဒီ h variable ကဒီနေရာမှာတင်သွားပါပြီတကယ်လို့ y ကို 78လို့သတ်မှတ်ရင်လည်းပဲ78ဆိုတဲ့တန်ဖိုးက y ထဲမှာတင်ပြီးတော့မှ wasp မှာပေါ်လာမှာဖြစ်ပါတယ်ဒါကြောင့်မြန် separate file ပဲဖြစ်ဖြစ် command window ကနေပဲဖြစ်ဖြစ် variable တစ်ခုသတ်မှတ်လိုက်တိုင်းအဲ့ဒီ variable က wasp ထဲမှာပေါ်လာမှာပါအခုဒီ wasp ကိုချက်ကြည့်ခြင်းနဲ့ဆိုလို့ရှိရင်ဒီညလေးကိုနှိပ်ပြီးတော့မှချက်လို့ရပါတယ်အခုတော့မူလအတိုင်းပဲပြန်ထားလိုက်မယ်နောက်ထပ်သိထားမယ့်ချက်ကတော့ဥပမာမင်းက variable နှစ်ခုတိစောက်ထားတယ်နောက်ထပ်ညီမချင်းတွေပါတဲ့ variable တစ်ခုထပ်တိစောက်မယ်ဆိုပါစို့အခုအစပိုင်းပဲဖြစ်တဲ့အတွက်ကြောင့်မလို့ရိုးရှင်းတဲ့ညီမချင်း equation တစ်ခုဖြစ်တဲ့ z equal h plus 1ကိုသုံးကြည့်မယ်အဲ့ဒီ z တန်ဖိုးက wasp ထဲမှာတင်သွားပါမယ်ဒါပေမဲ့တစ်ခုရှိတာမင်းကမလက်ကနေပြီးတော့မှထွက်လိုက်တာနဲ့ access လုပ်လိုက်တာနဲ့ဒီ wasp ထဲမှာရှိနေတဲ့ variable အားလုံးကပျောက်သွားမှာဖြစ်ပါတယ်။ဒါကြောင့်ဒီ variable တွေကိုနောက်တစ်ခါပြန်သုံးခြင်းနဲ့ဆိုလို့ရှိရင် wasp data တွေကိုတင်ထားလို့ရပါတယ်။အဲ့အတွက်တို့ကအပေါ်ဘားမှာရှိနေတဲ့sit wasp ဆိုတာကိုနှိပ်လိုက်လို့ရှိရင်ဘာပေါ်လာမလဲဆိုတော့ file သိမ်းဖို့အတွက် window တစ်ခုပေါ်လာပါလိမ့်မယ်အဲ့လို window တစ်ခုပေါ်လာပြီဆိုလို့ရှိရင်ကိုသိမ်းမဲ့နေရာကိုသိမ်းမဲ့ folder ကိုရွေးချယ်မယ်ကိုသိမ်းမဲ့ folder နေရာကိုရွေးပြီးလို့ရှိရင် file name ဥပမာ test လို့ပေးလိုက်မယ်အခု wasp တွေက data တွေကို test ဆိုတဲ့နာမည်ထဲမှာတင်ပြီးတော့ပါတယ်အခုမလက်ကနေထွက်ဖို့အတွက်ဒီမလက်ရဲ့ command window မှာဆိုလို့ရှိရင် exid access လို့ရိုက်ပြီးတော့မှ enter ခေါက်လိုက်မယ်မလက်ကပိတ်သွားပါတယ်မလက်ကပိတ်သွားပြီးတော့မလက်ကိုပြန်ဖွင့်ပြီးတော့မှ command window မှာ h လို့ရိုက်ကြည့်လိုက်မယ်ဆိုလို့ရှိရင် undefined function or variable လို့ပြနေပါလိမ့်မယ်ဘာလို့လဲဆိုလို့ရှိရင်မလက်ကနေထွက်လိုက်တဲ့အခါ wasp တွေက data တွေကအလိုလျောက်ပျောက်သွားလို့ဖြစ်ပါတယ်အဲ့လိုပဲဒီ command window မှာy နဲ့ z ကိုလည်းပဲအဲ့လိုပဲအတူတူပါပဲအခုအဲ့ဒီ data တွေကိုပြန်ယူဖို့အတွက်ပေါ်ဘာမှရှိနေတဲ့ import data ကိုနှိပ်ပါမယ်ပြီးရင်ခုနကတင်ထားတဲ့ test file ကိုရွေးပြီးတော့ဖွင့်လိုက်မယ်အဲ့ဒီအခါ variable တွေကိုအဲ့ခါမှာဆိုရင် test ဆိုတဲ့ file ထဲမှာရှိတဲ့ variable တွေကိုတစ်ခုချင်းပဲဖြစ်ဖြစ်ဒါမှမဟုတ်အကုန်လုံးကိုပဲအားလုံးကိုပဲဖြစ်ဖြစ်ရွေးချယ်ပြီးတော့ import လုပ်လို့ရပါတယ်အခုကတော့အကုန်လုံးကိုရွေးပြီးတော့မှfinish ကိုနှိပ်လိုက်မယ်wasp တွေက variable ပြန်ရောက်လာတာကိုတွေ့ရပါမယ်အခု command window မှာဆိုရင် h လို့ရိုက်ရင်h လို့ရိုက်ကြည့်လိုက်မယ်h လို့ရိုက်ရင် h တန်ဖိုးပေါ်လာမယ်y လို့ရိုက်ကြည့်လို့ရှိရင်လည်း y တန်ဖိုးပေါ်လာမယ် z လို့ရိုက်ကြည့်ရင်လည်းပဲ z တန်ဖိုးပေါ်လာမှာဖြစ်ပါတယ်ဒါကတော့ wasp ရဲ့ data အချက်လက်တွေကိုသိသိပုံပြောပြတာဖြစ်ပါတယ်နောက်တစ်ခုသိထားမှာက wasp ကိုအကြည့်အသေးလုပ်ချင်တယ်ဆိုလို့ရှိရင် shortcut key အနေနဲ့ control shift m ဆိုပြီးတော့မှသုံးလို့ရပါတယ် wasp ထဲမှာ variable ရဲ့ name တွေ value တွေ site တွေအပြင်တခြားဥစ္စာတွေကိုလည်းပဲကြည့်လို့ရပါတယ်အဲ့လိုကြည့်ဖို့အတွက်အပေါ်က header line ပေါ်မှာရှိနေ header line ပေါ်ကိုတို့ကright click တစ်ချက်နှိပ်လိုက်မယ် right click နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဘာတွေကြည့်လို့ရလဲဆိုလို့ရှိရင်file ပြီးလို့ရှိရင် class ပြီးလို့ရှိရင်အနည်းဆုံးတန်ဖိုး minimum အများဆုံးတန်ဖိုး maximum value တွေrange တွေ main တွေစတာတွေကိုဆိုလို့ရှိရင်ထပ်ပြီးတော့ကြည့်ရှုလို့ရပါတယ်
နောက်ထပ်ဥပမာအနေနဲ့သူက command လို့မှာ a equal 1 2 3ဆိုတဲ့ metric တစ်ခုကိုသတ်မှတ်လိုက်လို့ရှိရင် workspace မှာအဲ့ဒီ variable ရဲ့ size က1 into 3 minimum value 1 maximum value 3 rate က2နဲ့တန်းမြတန်ဖိုး me 2ဆိုတာတွေကိုအသေးစိတ်တွေ့ရှိရပါတယ်ဒါကတော့ workspace ရဲ့အကြောင်းအချင်းချုပ်ပဲဖြစ်ပါတယ်နောက်ထပ်မဲ့တဲ့အကြောင်းတွေကိုပုံပုံလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့နောက်ထပ် video တွေကိုဆက်လက်ကြည့်ရှုပေးဖို့အကြံပေးချင်ပါတယ်